စီးပွားရေးလုပ်ပြီးတော့မကြော်ညာခြင်းဟာအပေါင်တွေကနေကောင်မလေးတယောက်ကိုမျက်စိမိတ်ပြနေတာနဲ့အတူတူပဲဆိုတော့ကျွန်တော်သိကြိုက်တဲ့စကားလေးရှိတယ်ဒီလိုပါပဲစီးပွားရေးလုပ်ပြီးတော့ marketing မလုပ်ခြင်းဟာအပေါင်တွေကနေကျွန်တော်တို့အနေနဲ့ကောင်မလေးတယောက်ကိုမျက်စိမိတ်ပြနေတာနဲ့အတူတူပါပဲအဲ့တော့ marketing ဆိုတာ marketing ကိုအဓိပ္ပာယ်ဖွင့်ဆိုမှုတွေအမျိုးမျိုးရှိတယ်အဲ့ဒီကကျွန်တော်သိကြိုက်တဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုကအလွန်ရိုးရှင်းတယ် marketing ဆိုတာဝယ်သူဖန်တီးမှုဖြစ်တယ်ဒါကြောင့် marketing တက်မြောက်ထားရင်ညီတို့ရဲ့လုပ်ငန်းအသီးသီးတော့ဝယ်သူတွေကိုကျင့်ဝတ်တဲ့အညီမှန်ကန်စွာဖန်တီးနိုင်မယ်စီးပွားရေးလုပ်ငန်းဆိုတာဝယ်သူရှိမှရပ်တည်နိုင်တာဖြစ်တယ်အဲ့တော့ marketing ဆိုတာစီးပွားရေးအတွက်မှမဟုတ်ဘူးလုပ်ငန်းတိုင်းအတွက်လူဘဝအတွက်ကိုယ့်ဘဝအတွက်အောင်မြင်မှုမှာလည်း marketing ဟာအလွန်အရေးကြီးတယ်marketing ကောင်းမှုလို့ဘယ် professional ပဲလုပ်လို့ marketing ကောင်းမှအောင်မြင်မှာဖြစ်တယ်။ဘာဖြစ်လို့လဲ။ဥပမာကျွန်တော်တို့ရဲ့ idea ဘလောက်ကောင်းကျွန်တော်တို့ရဲ့ idea ကိုလူတွေကိုရောင်းနိုင်မှကျွန်တော်တို့အောင်မြင်မှာဖြစ်တယ်။အဲ့ဒါလေးကိုသတိချက်ဖို့လိုအပ်တာဖြစ်တယ်။ပြီးတော့ကျွန်တော်ခဏပြောတယ်နယ်ပယ်တီးတီးမှာထိတ်တန်းရောက်အောင်မြင်နေတဲ့သူတွေကိုကြည့်ကြည့်လိုက်။သူတို့နယ်ပယ်တီးတီးမှာသူတို့ပညာရက်တွေကနံပါတ်1ဟုတ်ချင်မှဟုတ်နံပါတ်1ဖြစ်နေတဲ့သူတွေကိုကြည့်ကြည့်လိုက်။ဒါပေမဲ့သိကြတယ်သူတို့ရဲ့ marketing ကတော့နံပါတ်1ပဲ။ဆိုတော့လူချင်းတို့အနေနဲ့ဘဝမှာအောင်မြင်ခြင်းအောင်မြင်မှုပညာကိုသင်ရမယ်ပျော်ရွှင်ခြင်းပျော်ရွှင်မှုပညာကိုသင်ရမယ်လို့ဆိုသလို marketing ပညာဟာလည်းလူချင်းတို့ဘဝအောင်မြင်မှုအတွက်မဖြစ်မနေသင်ယူထားမယ်ပညာတစ်ရပ်ဖြစ်ပါတယ်အဲ့တော့ marketing ပညာကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကျွန်တော်ကိုယ်တိုင်သင်ကြားမယ် certificate in modern marketing သင်တန်းပေါ့ marketing သင်တန်းအခြေခံ marketing သင်တန်းကိုကျွန်တော်တို့အခု9လပိုင်းမှာဖွင့်နေမှာဖြစ်ပါတယ် online သင်တန်းဒီအခုလာမယ်9လပိုင်း15ရက်နေ့အင်္ဂါနေ့စတင်မှာဖြစ်ပြီးတော့online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ data အသီးသီးကမ္ဘာ data အသီးသီးကတက်နိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ online သင်တန်းသင်ကြားမဲ့ပုံစံတော့နေ့စဉ်ကျွန်တော်တို့ recorded video တွေကိုကျွန်တော်တို့ Facebook group ထဲမှာတင်ပေးမယ် Facebook ကြီးကိုအခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်တို့ပြန်တင်ပေးမှာဖြစ်တယ်အဲ့ဒါ recorded video တွေဖြစ်တဲ့အတွက်နေ့တိုင်းတလားတိတိနေ့တိုင်းတင်ပေးမှာဖြစ်တယ်တလားပြည့်သွားလဲမပူနဲ့သင်တန်းကာလတလားပြည့်သွားတဲ့တိုင်အောင်နောက်6လတစ်နှစ်လောက်ထိကျွန်တော်တို့ group ကိုမဖြတ်ဘဲထားပေးမှာဖြစ်တဲ့အတွက်အထက်ထပ်ပြန်ကြည့်နိုင်ပါ